မင်္ဂလာပါဂျပန်စကားလေးလာနေသူတွေအနေနဲ့လေနေ့တိုင်းလိုကြားနေကြမေးခွန်းပုံစံတစ်ခုရှိတယ်နော်အဲ့ဒါကမိုးမတ်စတာကပေါ့ဒီနေ့အဲ့ဒီအကြောင်းကိုပဲနည်းနည်းပို့ပြီးနည်းနည်းကြည့်ကြရအောင်လားသူ့ရဲ့အတိတ်ပဲဒီမကပဲသုံးတဲ့အခါဘလို့တင်ဝင်မှုတွေရှိလဲဆိုတာပေါ့ ဟုတ်ကဲ့ခင်ဗျာကောင်းတယ်ကြံပါအခြေခံအဓိပ္ပာယ်ကတော့ရှင်းပါပဲတခုခုလို့ပြီးပြီလားလို့မေးတာပဲဟုတ်တယ်မလားဒီမှာမို့က already ပေါ့လေပြီးပြီပြီးတော့ verb ရဲ့အတိတ်ရင်းကျတဲ့ပုံစံ mashita နဲ့မေခွန်းခပေါင်းထားတာဒါကတော့အများစုသိပြီးသားဖြစ်မှာပါဟုတ်သိပြီသားပါဒါပေမဲ့ဒီပုံစံကဘာလို့ဒီလောက်အသုံးများရတာလဲရိုးရိုးအသိမေခွန်းနဲ့ရှိရင်သူ့မှာဘာထူးခြားချက်ရှိနေလို့လဲဥမာလေမိုးご飯を食べましたかသမင်စားပြီးပြီလားနောက်တစ်ခုမိုး宿題をしましたかအိမ်စာလုပ်ပြီးပြီလားအဲ့လိုမေးတာကတိချင်ုံတတ်ပဲလားဒါမှမဟုတ်တခြားအတိတ်ပဲရောပါသေးလားကောင်းတယ်မေခွန်းပဲမို့ကိုထိုင်လိုက်တဲ့ခါလေးမေးတဲ့သူဘက်ကအဲ့ဒီအလုပ်ကအခုချိန်လောက်ဆိုပြီးလောက်ပြီလို့မျောလင့်နေတဲ့သဘောလေးနည်းနည်းပါတတ်တယ်အော်မျောလင့်ချက်သဘောလေးဟုတ်တယ်ဆိုတော့တခါလေးမှလေတစ်ဖက်လူကိုတွေ့ဝိုက်ပြီးတော့တိုက်တွန်းတယ်လို့မျိုးလေးဖြစ်သွားတယ်ဒါပေမဲ့အများအားဖြင့်တော့ယဉ်ကျေးတဲ့အတုံးပါပဲလေတာနဲ့အခြေအနေကအရေးကြီးတာပေါ့အဲ့လိုကိုဟုတ်ပြီဒါဆိုလေတာနဲ့ context ပေါ်မူတည်ပြီးအတိတ်ပဲနည်းနည်းပြောင်းနိုင်တာပေါ့နော်ကျမတို့မဆုသေးကတခြားဥပမာတွေဥမာမို့ခကိုအေခိမစတာကကြောင်းသွားပြီလားနောက်မို့ရှောက်တော့အဘိမစတာကရေချိုးပြီလားအဲ့ဒါဒီမှာလဲအဲ့လိုမျိုးလင်းချက်မျိုးဒါမှမဟုတ်အချိန်တန်ပြီဆိုတော့တွေ့ဝိုက်အတိပင်မှုမျိုးပနိုင်တာပေါ့နော်အတိကြပဲပြောဟုတ်တယ်နောက်အရေးကြီးတာတစ်ခုကအဖြေပြီးတော့ပေးမလဲဆိုတာပြီးပြီဆိုရင်တော့လွယ်ပါတယ် はいもう plus verb ましたပေါ့ဥမာはいもう食べましたဟုတ်ကဲ့စားပြီပါပြီဟုတ်မပြီးသေးဘူးဆိုရင်တော့စိတ်ဝင်စားစရာကောင်းလာပြီဟုတ်အဲ့ဒါကများသောအားဖြင့်いいえまだですလို့ဖြေကြတယ်နော်ဟင့်မလို့ရပေးပါဘူးအဲ့ဒါကရိုးရိုးいいえ食べませんですလို့ဖြေတာနဲ့ဘာကွာလဲရှင်အဓိကကွာတာကအဲ့ဒီまだမရှိတာまだですက not yet ဆိုတဲ့ဒီပဲ not yet ဟုတ်တယ်ဆိုလိုတာကအခုမပြီးသေးပဲမဲ့လို့ဖို့ရှိနေသေးတယ်မကြခင်လုံးမယ်ဆိုတဲ့သဘောလေးဆောင်တယ်ဒါကလေရိုးညင်းလိုက်တာထက်ပိုရင်ကြီးတယ်ပြီးတော့တစ်ဖက်လူရဲ့မျောလင့်ချက်ကိုလည်းလုံးဝပယ်ချလိုက်တာမဟုတ်ဘူးပေါ့ဂျပန်ယဉ်ကျေးမှုမှာအဲ့လိုတွေ့ပိုက်ပြောတာမျိုးကအရေးပါတယ်လေဟုတ်ဒါတုံတော့စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ e mother desk က no not yet ဒါပေမဲ့လို့မှာပါဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့အဲ့ဒါကဆက်ဆံရေးမှာတော့အလုတ်ခွင်လိုနေရမျိုးမှာတော့အသုံးဝင်မှာပဲနော်တမန်တခုပြီးမပြီးပြောတဲ့အခါမျိုးမှာအလုတ်ကိစ္စတွေမှာ mother this လို့ဖြေလိုက်တာကကျွန်တော်ဒါကိုမေးနေတာမဟုတ်ဘူးလို့ဖို့ season ထားပါတယ်ဆိုတော့ professional ဆန်တဲ့အတိပေးမှုမျိုးဖြစ်တာပေါ့ရိုးကြီးရှိမဆန်ဒစ်တာမလို့ခဲ့ပါဘူးလို့ဖြေလိုက်ရင်လေအကြောင်းပြချက်မပါဘဲနဲ့တာဝန်မကျစ်တယ်လို့ဖြစ်သွားနိုင်တယ်။အော်မလေးတာဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင်လေမိုးမတ်စတကာဆိုတာကတခုခုပြီးမပြီးယဉ်ကျေးစွာမေးတဲ့နီလန်းဖြစ်တဲ့အပြင်သူ့ရဲ့အတုံးနဲ့အဖြေတွေမှာယဉ်ကျေးမှုတိတ်မွေ့မှုတွေပါနေတာတွေ့ရတယ်။အထူးသဖြင့် mother this ပေါ့ not yet ဆိုတဲ့အဓိပ္ပာယ်နဲ့တစ်ဖက်တွိုင်းရင်မျိုးလင်းချက်ကိုထိန်းညှိပေးနိုင်ပုံကတကယ်မှတ်သားစရာပဲ။ဟုတ်ပါတယ်။နောက်ဆုံးအနေနဲ့လေစဉ်းစားစရာလေးတစ်ခုလောက်ထားခဲ့ခြင်းတယ်။အဲ့ဒါကတော့ဒီမိုးမတ်စတကာဆိုတဲ့ယဉ်ကျေးတဲ့ပုံစံကိုတမေချင်းချင်းပြောတဲ့ခါမျိုးပေါ့ casual form မှာဘယ်လိုပြောင်းတုံးလဲထားမေကူချီမှာပေါ့ဟုတ်ကဲ့အဲ့လို casual ပြောတဲ့အခါခုနပြောခဲ့တဲ့မျိုးရင်းချက်တို့တွေ့ဝိုက်ပြောဆိုမှုတွေကတော့ဘယ်တိုင်းတာအထိဆက်ရှိနေမလဲဒါမှမဟုတ်လုံးဝပုံစံပြောင်းတော့မလားအဲ့ဒါကလည်းဆက်ပြီးလေးလာဖို့ကောင်းတဲ့ချက်တစ်ချက်ပါပဲဗျဟုတ်ကဲ့စိတ်ဝင်စားစရာအချက်လေးပါပဲ